2025တခုလုံးမှာ crypto လောကကနေပေးသွားတဲ့သင်ခန်းစာအကြီးနှစ်ခု This is not a financial advice. Everything we say here is for entertainment purposes. We only use publicly available sources. You can check the source we use in our video description. Do your own research. This is not a financial advice. အားလုံးမင်္ဂလာပါ Crypto Gary Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြောချင်တာကတော့2025တနှစ်လုံးမှာ Crypto လောကကနေပြီးတော့ပေးသွားတဲ့သင်ခန်းစာအကြီးနှစ်ခုကိုကျွန်တော်အနေငယ်ဆွေးနွေးချင်ပါတယ်ဒီဗီဒီယိုကိုကြည့်ပြီးသွားရင်ကြည့်နေတဲ့သူတွေအတွက်လည်းအကျိုးတစ်ခုခုရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အကူအညီတောင်းချင်တာကတော့ဒီဗီဒီယိုကိုအေးအေးဆေးဆေးဖြစ်တဲ့အချိန်မှာကြည့်ပေးပါကျွန်တော်နည်းနည်းစကားနဲ့များမယ်ပေါ့ဗျာပထမဦးဆုံးသင်ခန်းစာကတော့ဘယ်တော့မှကျွန်တော်တို့ Bitcoin ကို short မတွက်နဲ့ဆိုတာဖြစ်ပါတယ် Bitcoin ကပထမဦးဆုံးသော crypto ဖြစ်တဲ့အပြင်သူ့မှာ21တန်းပဲရှိတယ်ဆိုရဲရှားပါတယ်ဆိုရဲ character ကြောင့်မလို့တော်တော်များများရဲ့တန်ဖိုးထားခြင်းကိုခံရပါတယ်တချို့ crypto လောကမှာကျင်လည်တာကြားတဲ့သူတွေဆိုရင် crypto အစစ်က bitcoin တစ်ခုပဲရှိတယ်ဆိုတဲ့အထီတောင်မှပြောကြတာပါဒါကြောင့်မလို့ bitcoin ကိုကျွန်တော်ဘယ်တော့မှ short တွက်လို့မရပါဘူး2025တနှစ်လုံးကိုကြည့်လိုက်ရင် bitcoin ဦးဆောင်ခဲ့တာကိုကွယ်ပြားမြင်နိုင်ပါတယ်2025အတွင်းမှာ Bitcoin ETF တွေပေါ်လာတာနဲ့အတူတူ Bitcoin ကို institutional investor တွေ crypto လောကကမဟုတ်တဲ့အပြင်မှာငွေကြေးရင်းနှီးမြှုပ်နှံမှုလုပ်နေတဲ့သူတွေကအများကြီးစိတ်ဝင်စားမှုရှိလာတယ်ဝယ်ယူမှုတွေရှိလာပါတယ်ဒါကို Bitcoin ETF ရဲ့ performance ကိုကြည့်ရင်ကျွန်တော်တို့မြင်နိုင်ပါတယ်ဒါကြောင့်မလို့ crypto လောကမှာ Bitcoin ကိုဦးစားပေးရွေးချယ်ရမှာဖြစ်ပါတယ် Bitcoin ကိုဦးစားပေးမရွေးချယ်ရင်ရောတခြား coin တွေ token တွေဝင်ရင်ရော2025မှာဘယ်လိုမျိုးဖြစ်နိုင်ခြေရှိလဲဆိုတော့ကျွန်တော်သုံးသပ်ပေးသွားပါမယ်ကျွန်တော်တို့နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ trade လုပ်တဲ့အချိန်မှာကုန်ပစ္စည်းရောင်းဝယ်တဲ့အချိန်မှာဘာပတ်စံနဲ့ဖြည့်ရှင်းလဲဆိုတော့ American dollar ကိုကျွန်တော်တို့စံသတ်မှတ်ထားပြီးတော့ဖြည့်ရှင်းကြတယ်ဒီလိုလုပ်တာကလည်း American dollar နဲ့တွက်ချက်လိုက်ရင်ကျွန်တော်ပေးဖို့တွေရဖို့တွေကလွယ်ကူတယ်ပြီးတော့ငွေကြေးကခိုင်ပါတယ်ပေါ့နော်ကျွန်တော်တို့ crypto လောကမှာလည်းစံသတ်မှတ်ချက်တစ်ခုရှိတယ်အဲ့ဒါက Bitcoin ပါ crypto လောကမှာ BTC valuation Bitcoin တန်ကြီးဆိုတာရှိပါတယ်ဒါကတော့ Bitcoin မဟုတ်တဲ့တခြား coin တွေကိုကိုကကင်ထားတယ်ဝယ်ထားတယ်ဆိုရင်ဒီ coin တွေကရေရှည်မှာ Bitcoin နဲ့ရှင်းလိုက်ရင်တန်ဖိုးတက်နေလားတန်ဖိုးကျနေလားဆိုတာကိုစမ်းစစ်တာပါဒုတိယအရေးကြီးဆုံးသင်ခန်းစာတစ်ချက်ကတော့ global liquidity ပါ crypto လောကရဲ့အသက်သွေးကြောဖြစ်တဲ့နိုင်ငံတကာငွေကြေးလဲပတ်စီးဆင်းမှုကိုကျွန်တော်တို့သိမှရပါလိမ့်မယ် crypto ဆိုတာမျိုးကအရန် risk များတဲ့ assets မျိုးဖြစ်ပါတယ်အပြင်မှာယင်းနှိမ့်နှံမှုလုပ်တဲ့သူတွေက risk များတဲ့ assets တွေကိုသူတို့အသေးကြီးမဲကြီးလိုက်ပြီးတော့လောက်ကြတဲ့အချိန်တစ်ချိန်ပဲရှိတယ်ဒါကဘာလဲဆိုတော့နိုင်ငံတကာဈေးကွက်ထဲမှာငွေကြီးတွေအရန်များလာပြီးတော့လူတွေအကုန်လုံးကတိုးတက်ဖို့ကိုမျှော်လင့်နေကြတယ်ဝင်ပြီးတော့ FOMO ဝင်နေကြတယ် greed ဖြစ်နေကြတယ်ဆိုတော့အချိန်မှသာ crypto လိုမျိုး assets တွေကိုတဲကြီးမဲကြီးလောက်ကင်နေရှိပါတယ်ဒါပေမဲ့လက်ရှိ2025ဒီဇင်ဘာမှာနိုင်ငံတကာငွေကြေးလည်ပတ်မှု global liquidity ကအားရစရာမကောင်းသေးပါဘူးဒီလိုဖြစ်ရတဲ့အချက်တွေကတော့နိုင်ငံကြီးတော်များများငွေကြေးဖောင်းပွားမှုပြဿနာကိုသူတို့ဖြေရှင်းနေရတဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်ငွေကြေးဖောင်းပွားမှုကိုဖြေရှင်းဖို့အတွက်ဆိုရင်တော့သူတို့စီမှာလည်ပတ်နေတဲ့ငွေကြေးကိုအကန့်အသတ်ထိန်းချုပ်ရပါလိမ့်မယ်ဒီလိုမျိုးထိန်းချုပ်တဲ့အတွက်ကြောင့်မလို့ crypto အတွက် global liquidity ကတဖြည်းဖြည်းနဲ့နည်းလာတာကိုကျွန်တော်တို့မြင်ရမှာပါဒီလိုမျိုး liquidity နည်းလာတဲ့အချိန်မှာ Bitcoin တစ်ခုကပဲ perform ဖြစ်ပါတယ်ကျန်တဲ့ altcoin တွေကတော့လုံးဝထည့်စဉ်းစားဖို့အတွက်အချိန်မကျသေးပါဘူးဒါကြောင့်မလို့ကိုက crypto လောကမှာလဲပတ်ချင်တဲ့သူဆိုရင်တော့ market ကဘယ်အချိန်မှာဘာဖြစ်နိုင်လဲဆိုတာကိုသိရဖို့အတွက် global liquidity ကိုစက်တိုက်အသေးစိတ်စောင့်ကြည့်ရမှာဖြစ်ပါတယ် global liquidity ကိုမလေ့လာဘူးဆိုရင်ကိုက narrative တွေအပြင်မှာလူပြောများနေတဲ့ဟာတွေကိုယုံမိပြီးတော့ဆုံးရှုံးမှုတွေကျွန်တော်တို့ကြုံတွေ့နိုင်ရပါတယ်ဒါကိုလည်းကျွန်တော်ဥပမာတစ်ခုပေးပါမယ်2025တနှစ်အတွင်းထဲမှာ off season လာမယ်ဆိုပြီးတော့ခံမှန်းချက်တွေပြောဆိုချက်တွေကကျွန်တော်တို့နှစ်ခေါက်လောက်အနည်းဆုံးဖြစ်ခဲ့ပါတယ်ဒီလိုမျိုး off season လာမယ်လို့ပြောနေတဲ့အချိန်တွေမှာတူညီတဲ့အချက်ကတော့ Bitcoin အနေနဲ့ဈေးတောက်လျှောက်တက်ပြီးတော့ Bitcoin ရဲ့နောက်ကတခြား coin တွေကဈေးနည်းနည်းလိုက်တက်တဲ့အနေအထားမျိုးမှာပါဒီလိုအနေအထားမျိုးမှာ Bitcoin ကတော့တက်သွားပြီကျန်တဲ့ coin တွေက Bitcoin ကိုကြော်တက်မဲ့ off season လာနိုင်ခြင်းအများကြီးရှိရလို့ပြောကြတာကလည်းမထူးတော့မထူးဆန်းပါဘူးဒါပေမဲ့ global liquidity ကပြန်ကြည့်မယ်ဆိုရင်တော့ global liquidity မကောင်းတဲ့အခြေအနေမှာ off season လာဖို့ဆိုတာကအရန်ကိုခွင့်ရနေပါတယ်ဒါကြောင့်မလို့ကိုက global liquidity ကိုမလိလာထားဘူးမသိရှိဘူးဆိုရင်တော့ narrative တွေလူပြောများနေတဲ့ topic တွေနောက်ကိုပါသွားနိုင်ခြေရှိပြီးတော့ကိုအတွက်ဆုံးရှုံးနိုင်ခြေလည်းရှိပါတယ်ဒီနှစ်ချက်ကတော့2025တနှစ်လုံးမှာ crypto လောကကကျွန်တော်တို့ကိုပေးခဲ့တဲ့သင်ခန်းစာအကြီးနှစ်ခုရှိပါတယ်ဒီဗီဒီယိုကိုဒီထိကြည့်နေဆိုရင်တော့ congratulation ပါကျွန်တော် bonus လေးပြောပြပေးမယ်ဒါက2026မှာကျွန်တော်ဘာဖြစ်မယ်လို့ထင်မြင်မိလဲပေါ့နော်
2026မှာ Bitcoin ဦးဆောင်တဲ့ crypto လောကအခုလို2025လိုပဲဖြစ်ဖို့ကရာခိုင်နှုန်း80ရာခိုင်နှုန်းရှိပါတယ်။ကျန်တဲ့20ရာခိုင်နှုန်းကတော့ all season လာဖို့အတွက်20ရာခိုင်နှုန်းရှိပါတယ်။ all season လာဖို့အတွက်20ရာခိုင်နှုန်းဆိုတာကဘယ်ချက်ကိုအခြေခံပြောလဲဆိုတော့အဓိကကတော့ American နိုင်ငံမှာသူတို့တောက်လျှောက်လှုပ်လာခဲ့တဲ့ quantitative tightening ငွေကြေး level season မှုကိုကန့်သက်တဲ့လုပ်ရက်က officially ရပ်နာသွားခဲ့လို့ဖြစ်ပါတယ်ဒီလုပ်ရက်ကဒီဇင်ဘာ1ရက်နေ့တည်းကရပ်နာသွားတာဖြစ်ပါတယ် quantitative tightening ရပ်နာသွားပြီးရဲ့နောက်ပိုင်းမှာ logically အရဆိုရင်တော့သူတို့ငွေကြေးဖောင်းပွားနှုန်းကို200%ထိရောက်အောင်လို့စူးစမ်းပါဖြစ်ပါတယ်လက်ရှိ300%ကနေပြီးတော့200%ရောက်ဖို့ဆိုတာကတော့အရန်ကိုမခက်ခဲပါဘူးဒီလိုမျိုး200%ကိုရောက်သွားတဲ့အချိန်မှာဆိုရင်တော့ quantitative easing ဆိုရဲဈေးကွက်ထဲမှာငွေကြေးတွေမြောင်များစွာလဲပတ် season လာနိုင်အောင်လို့လုပ်ဖို့အတွက်သူတို့မှာအလားအလာရှိပါတယ်အခွင့်အရေးရှိပါတယ်2026မှာသာ quantitative easing လာခဲ့မယ်ဆိုရင်တော့ all season လာနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ခုနကပြောခဲ့သလိုပဲ all season လာဖို့က20ရာခိုင်နှုန်းပဲခွင့်ရရှိပါတယ်ဒါကြောင့်မလို့လာမဲ့2026မှာလည်းကျွန်တော်တို့ခိုင်မာတဲ့ coin တွေကိုပဲတီးသန့်ကင်ထားပြီးတော့ all season လာနိုင်ခြင်းရှိမရှိ global liquidity အနေအထားကိုအမြဲတမ်းစောင့်ကြည့်ရမှာဖြစ်ပါတယ် global liquidity အနေအထားအရကိုယ့်အတွက်က all season လာဖို့ဖြစ်နိုင်ခြင်းများတယ်ဆိုတဲ့အနေအထားမျိုးမှသာ all coin တွေကိုစဉ်းစားသင့်ပါတယ်နောက်ထပ် bonus တစ်ခုထပ်ပြီးတော့ပေးချင်တာကလက်ရှိအနေအထားကခိုင်မာတဲ့ coinတန်ဖိုးရှိတဲ့ coin ရေရှည်မှာတန်ဖိုးကိုထိမ့်သိမ်းထားနိုင်တဲ့ coin တွေကိုဈေးတန်တန်နဲ့လှုပ်ဆောင်ဖို့အတွက်အကောင်းဆုံးအချိန်ဖြစ်နေပါတယ်ကျွန်တော်ဥပမာပေးရရင်2025တစ်နှစ်လုံးမှာဒေါ်လာ4500 5000ဝန်းကျင်လောက်ထိတက်သွားခဲ့တဲ့ Ethereum ကိုအခုလက်ရှိချိန်မှာဒေါ်လာ3500အောက်နဲ့accumulate လုပ်လို့ရနေရဆိုတာကအခွင့်အရေးတစ်ခုလို့ကျွန်တော်ထင်မြင်မိပါတယ်ဒါပေမဲ့ဒီအခွင့်အရေးကတကယ်ခိုင်မာတဲ့ coin တွေကိုပဲတက်ရောက်တာဖြစ်ပါတယ်ခိုင်မာတဲ့ coin တွေကအနည်းဆုံးသူတို့မှာတတ်မှတ် fixed supply ရှိပါတယ်အများကြီးရှိမနေပါဘူးနောက်တစ်ချက်ကတော့ခိုင်မာတဲ့ coin ဖြစ်မဖြစ်ဘလို့သိနိုင်လဲဆိုရင်တော့ပထမတစ်ချက်သူတို့မှာကန့်သက်ထားတဲ့အရေးအတွက်ရှိပါတယ်ဥပမာ Bitcoin ဆိုရင်21 million ကန့်သက်ထားတဲ့အရေးအတွက်ရှိတဲ့အပြင်သူ့မှာခိုင်မာတိကျတဲ့ use case နဲ့ demand လည်းရှိပါတယ်ဥပမာ Bitcoin စုကြတဲ့ Ethereum blockchain အတွက်သုံးကြတယ် Solana blockchain အတွက်သုံးကြတယ်ဒီလိုမျိုးခိုင်မာတဲ့အပြင်တိကျတဲ့ use case နဲ့ demand ရှိတဲ့coin တွေကပဲလာမယ့်2026မှာအဆင်ပြေနိုင်ပါလိမ့်မယ်ဒါကြောင့်မလို့လာမယ့်2026တစ်နှစ်လုံးကကိုယ့်အတွက်တကယ်အလားအလာရှိတဲ့တန်ဖိုးရှိတဲ့ coin တွေကိုစိတ်အေးလက်အေး accumulate လုပ်နိုင်တဲ့နှစ်ဖြစ်နိုင်ပါတယ်ကျွန်တော်တို့ crypto carry အဖွဲ့ကလည်း2026မှာဘာတွေဖြစ်မလဲဆိုတာကိုအရန်ကိုစိတ်လုံးရှားနေပါတယ်အခုကြည့်နေတဲ့သူတွေအနေနဲ့သိကျင်တဲ့မေးခွန်းလေးတွေခေါင်းစဉ်လေးတွေရှိရဆိုရင်လည်းကျွန်တော်တို့ကို comment ပေးခဲ့နိုင်ပါတယ်ကျွန်တော်တို့စူးစမ်းပြီးတော့တင်ဆက်ပေးသွားပါမယ်ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးနောက်ရက်ဒီမှာပြန်တွေ့ပါမယ်